ကြီးမားသောပင်ကူမိစ္ဆာတစ်ကောင်သည်ထိုနေရာတွင်ရုတ်တရက်ပေါ်လာခဲ့သည်စွမ်းအားအသစ်ကိုရရှိပြီးနောက်တွင်ပင်ဂျီယာသည်ရင်းကိုမရှင်နိုင်ခဲ့ပေအကြောင်းမှာရင်းသည်ရွှေရောင်မြုပ်တေအဆင့်ရှိမိစ္ဆာတစ်ကောင်ဖြစ်သောကြောင့်ဖြစ်သည်ထို့နောက်ကောင်လေးသည်အကြံတစ်ခုရခဲ့သည်သူသည်သူ၏လျှက်စစ်မီးချစ်ကိုဆွဲထုတ်ပြီးပင်ကူ၏နောက်ွယ်တွင်လျှက်စစ်တပ်အားကိုလွှတ်လိုက်သည်ထိုသိငယ်သောလျှက်စစ်မီးပွားလေးသည်ကြီးမားလာသောမိစ္ဆာကိုမျက်တောင်တစ်ခတ်အတွင်းပြဖြစ်သို့ပြောင်းလဲပစ်ခဲ့သည်ယခုခါတွင်ကောင်လေးသည်သူ၏ကဘာမှအသေးငယ်ဆုံးသောအရာဝတ္ထုများသည်ပင်တက်တာထဲမှကဘာတွင်နက်လက်နက်များဖြစ်လာနိုင်သည်ကိုနားလည်သွားခဲ့သည်ကျေးဇူးတင်သောအဖြစ်ဂျီယာသည်သူမ၏တန်လျက်ကိုသူအားပေးခဲ့ပြီးသူအံ့အားသင့်သွားရသည်မှာအစစ်အမှန်နဲ့တန်လျက်တစ်စင်းသည်တက်တာထဲမှအမှန်တကယ်ထွက်ပေါ်လာခဲ့သည်ထို့နောက်ကောင်လေးသည်ပြင်းကိုစိုက်ကြည့်နေစဉ်တန်လျက်သည်ရုတ်တရက်တုန်ခါလာပြီးသူနှင့်အတူပြင်းပေါက်အပြင်ဘက်သို့ပြန်တန်းသွားခဲ့သည်ခဏချင်းအတွင်းသူသည်ကောင်းကင်ရန်သို့မီတာပေါင်းထောင်ချီမြင့်တက်သွားခဲ့သည်မယုံနိုင်စရာကောင်းသောအရှိန်ကြောင့်သူသည်တန်လျက်ကိုမနှဲဆွဲကင်ထားခဲ့ရသည်သူတည်တော်မူဟုထင်ခဲ့တော်လဲနောက်ဆုံးအချိန်တွင်တန်လျက်သည်နောက်သို့လှည့်လာပြီးသူ့ကိုကယ်တင်ခဲ့သည်ထို့သောဖြင့်ကောင်လေးသည်တန်လျက်ပေါ်တွင်ပြန်တန်းတက်ရန်တင်ယူခဲ့ပြီးမတည်နိုင်သောတန်လျက်သမားတဦးဖြစ်လာခဲ့သည်ဂျီယာသည်သူမ၏လူဖွဲ့စည်းသို့ပြန်ရောက်သောအခါတပည့်အားလုံးသည်၃ရက်တိုင်တိုင်ငတ်မှုနေခဲ့ကြသည်သူတို့သည်အလွန်မင်းအားနည်းနေကြသဖြင့်သူတို့၏ကာကွယ်ရေးအတားအဆီးသည်ပျက်စီးလူနီးပါးဖြစ်နေခဲ့သည်